အခန်းကအိုင်ငပြန်နောက်ဆုံးမှာတော့စမ်းသက်ပွဲဝင်ရောက်ခဲ့တဲ့လူငယ်ဆက်သက်ဦးစလုံးကြာရှုံးခဲ့ရပါတယ်။ဝန်လင်းနဲ့အဆင့်တူလောက်အထိရောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့မိန်းကလေးတစ်ယောက်ပဲရှိကြတာပါ။စမ်းသက်ပွဲကြာရှုံးခဲ့တဲ့လူငယ်တွေကိုဟန်ရွက်ကိုင်းဟန်ရွက်ဆက်ကတပြည့်တွေကတောင်အောက်ကိုပြန်ဖို့ပေးကြပါတယ်။ဝန်လင်းကိုအိမ်ပြန်ဖို့ပေးတဲ့သူကတော့သူ့ကိုပထမဆုံးလာခေါ်ခဲ့တဲ့လူငယ်တစ်ပြည့်ပဲဖြစ်ပါတယ်။သူတို့နောက်မှာတော့ဝန်ဂျိုနဲ့ဝန်ဟောက်တို့ပါလာကြပါတယ်။ဟန်ရွက်ကိုင်းတစ်ပြည့်ကလက်အုပ်ချီနှုတ်ဆက်ပြီးအကိုဝန်ဂျိုဦးလေးတခင်ရဲ့တပြည့်အဖြစ်ရွေးချယ်ခံရတာဂုဏ်ယူပါတယ်ဗျာအကိုရဲ့အနာဂတ်ကတကယ်ကိုတောက်ပအနီးပြီပဲလို့ပြောလိုက်ပါတယ်ဝန်ဂျိုကမောင်မာတဲ့အရေးရောင်လို့ပြပြီးဒါကတဘာဝကြပါတယ်လေငါရဲ့ဆရာကပြောတယ်ငါအိမ်ကကိစ္စတွေကိုအခြေချပြီးပြန်လာတာနဲ့ကြင်ကြံချင်းပညာရက်တွေကိုသင်ပေးမယ်တဲ့လို့ဝင်းဝင်းကြွကြွပြောပါတယ်ဝန်ဟောက်ကလည်းခေါင်းမောက်ပြီးမင်းရဲ့မောင်မာတဲ့ပုံစံကိုငါအမြဲတမ်းကြည့်မရခဲ့တာဆရာရှိတော့ပါဖြစ်လေငါလည်းနေဖျောက်ဆေးလုံးတွေဖိုးဆက်တဲ့ပညာကိုသင်ယူနိုင်ပါပဲလို့ကြားဖြတ်ပြောလိုက်ပါတယ်။ဝန်ဂျိုးကဝန်ဟောက်ကိုစိုက်ကြည့်ပြီးနောက်တိတ်တိတ်ဆိတ်ဆိတ်ရပ်နေတဲ့ဝန်လင်းဘက်ကိုလွှဲကြည့်ကဖြုံးလိုက်ပါတယ်။ချဲကျူးဘဲလို့လဲမင်းမအရေးချင်းမရှိဘူးလို့ငါအစကတည်းကပြောသားပဲမင်းရောမင်းအဖေရောမယုံကြဘူးလေအခုတော့ရားလက်ကိုတီးပြီမလား။ဝန်လင်းကခေါင်းပေါ်ပြီးဝန်ဂျိုးကိုတစ်ချက်ကြည့်ကအကိုကျွန်တော်အဖေအမေလေးအိမ်မှာစောင့်နေကြလိမ့်မယ်။ကျေးဇူးပြုပြီးကျွန်တော်ကိုအမြန်ဆုံးပြန်ပို့ပေးပါလို့တီးတီးငင်းငင်းပဲပြောလိုက်ပါတယ်။ဝန်လင်းကသူ့ကိုလှစ်လူရှုလိုက်တာကြောင့်ဝန်ဂျိုးကဒေါသထွက်သွားပြီးတောသားလေးမင်းကတော့မင်းအဖေလိုပဲရွာလေးမှာလက်သမားလုပ်ပြီးတက်တက်လုံးနေသွားဟိုပဲကန်ပါတာပါလို့လောင်ပြောင်လိုက်ပါတယ်။နဖျားတစ်ပြည့်လူငယ်ကတော့သူတို့၃ယောက်ကိုကြည့်ပြီးဘာမှမပြောဘဲအตาရပြုံးလိုက်ပါတယ်။ထို့နောက်သူကလက်စွပ်ကိုဝှေ့ယမ်းလိုက်ပြီးသူတို့၃ယောက်လုံးကိုခေါ်ဆောင်ကဟန်ရွက်တောင်တန်းပေါ်ကနေပျောက်ကွယ်သွားပါတော့တယ်။အရင်တစ်ခေါက်လာခဲ့စဉ်ကခန်းစားချက်နဲ့အခုအိမ်ပြန်ခန်းစားချက်ကကောင်းကင်နဲ့မြေကြီးလိုကွာခြားနေပါတယ်။အရင်ကမျောလင်းချက်တွေအကျင့်ရှိခဲ့ပြီးမဲ့အခုတော့ဝန်လင်းရဲ့စိတ်ထဲမှာစိတ်ဖြစ်အားငယ်မှုတွေပဲပြည့်နေနေပါတယ်။မကြခင်မှာပဲဝန်မျိုးနွယ်စုရဲ့နေအိမ်ကိုမြင်လိုက်ရပါတယ်။ဝန်လင်းမျက်လုံးဖွင့်ကြည့်လိုက်တော့အိမ်တော်တစ်ခုလုံးမှာပွဲတော်ကျင်းပနေသလိုမြူးတွေလင်းထိန်နေပြီးအလွန်စီကားနေတာကိုတွေ့လိုက်ရပါတယ်။ရွာမှာသူ့အဖေကျင်းပခဲ့တဲ့ပွဲထက်တောင်စပွဲဝိုင်းတွေပိုများပြီးအိမ်ရှိကွင်းပြင်တစ်ခုလုံးပြည့်နေပါတယ်။ဝန်မျိုးနွယ်စုဝင်တွေအကုန်ရောက်နေကြပါတယ်။တစ်ဖောက်ဖူးအဝေးကိုရောက်နေတဲ့သူတွေတောင်ပြန်ရောက်နေကြတာပါ။ဝိုင်းတိုင်းမှာတောက်စားတန်နဲ့စကားပြောတန်နဲ့ဆူညောင်နေပါတယ်။ပွဲကိုဥဆောင်နေသူတွေကတော့ဝန်ထန်းရွှေရဲ့အကြေကြီးဝန်ထန်းရွှေကူတိုင်းနဲ့သူ့ရဲ့တတိယမြောက်ညီထက်သူတို့ထည့်ပါတယ်။ဆွေမျိုးတွေအားလုံးမှာသူတို့၃ယောက်ကိုဝိုင်းအောင်ပြီးခုံယူစကားတွေပြောနေပါတယ်။ဝန်လင်းရဲ့အဖေကတော့ဆွေမျိုးတွေရဲ့မြောက်ပင့်စကားတွေကိုနားထောင်ရင်းနဲ့သူ့ရဲ့အတိတ်ကဝန်ထဲဆရာတွေကိုပြန်သတိရပြီးစိတ်မကောင်းဖြစ်နေပါတယ်။ဝန်လင်းရဲ့၁၁မြောက်ညီကဒုတိယကြီးဒီတခါတော့မင်းရဲ့သားကျိန်းတီရွေးချယ်ခံရမှာပါဒီနောက်ပိုင်းမင်းလက်သမားလုပ်ဆရာမလို့တော့ဘူးဘယ်သူပဲဖြစ်ဖြစ်မင်းကိုမြင်ရင်လူကြီးတယောက်လိုလေးစားကြရတော့မှာလို့အားပေးစကားပြောပါတယ်ပင်စမမြောက်ညီကလည်းအကြေကြီးကျွန်တော်အစကတည်းကတီးတာပဲမင်းကချဲကျူးအတော်ဘဝကိုပုံပေးခဲ့တာအခုချဲကျူးကနဖျားထည့်သွားမှာဆိုတော့အဖေဖြစ်တဲ့မင်းလဲထူးခြားတဲ့သူဖြစ်ရတော့မှာပေါ့ဒုတိယကြီးဒီတခါတော့မင်းရဲ့သားချဲကျူးရောငါရဲ့သားရောနှစ်ယောက်လုံးရွေးချယ်ခံရမှာပါညီအထင်းတွေမုံဆောင်တာ30နှစ်တောင်ရှိပြီဒီနေ့တော့ဘာပဲဖြစ်ဖြစ်အတူတူတောက်ရမယ်လို့ဝန်ဟောက်ရဲ့အဖေဝန်ထန်းရွှေရဲ့တတိယမြောက်ညီကဝန်ကွက်တွေကန်ပေးရင်ပြောပါတယ်ထဲကျူးရဲ့အဖေကတော့အရင်ကသူ့ကိုအထင်သေးခဲ့တဲ့ဆွေးမျိုးတွေကိုကြည့်ပြီးအတိတ်ကနာကျင်မှုတွေပျောက်ကွယ်ထားသလိုခန်းစားပေမဲ့ရင်ထဲမှာတော့ကြောက်တုံးကြီးတစ်ခုဖိထားသလိုခန်းစားနေပါတယ်ထဲကျူးမင်းကျင်းတွေရွေးချယ်ခံရပါစေထိုအချိန်မှာပဲကောင်းငင်ကနေဓာအလင်းတန်းတစ်ခုကျဆင်းလာပြီးအိမ်ရှိကွင်းပြင်ထဲမှာလူ၄ယောက်ပေါ်လာပါတယ်တအိမ်လုံးချက်ချင်းတိတ်တိတ်ဆိတ်ဆိတ်သွားပါတယ်ဝန်မျိုးနွယ်စုတယောက်မှစကားတစ်လုံးတောင်မဟာရဲပါဘူးဟန်ရွက်ကိုင်းတစ်ပြေကလူအောက်ကိုကြည့်ပြီးတက်ပြင်းချလိုက်ပါတယ်သူဂိုင်းဝင်ရွေးချယ်ခံတော့ကလည်းသူဇာတိရွာမှာဒီလိုပဲအောင်ပွဲခံခဲ့ကြတာကိုတတိယသွားပါတယ်သူကဝန်လင်းကိုကြည့်ပြီးတနာသလိုစိတ်မကောင်းထင်သွားပါတယ်ဒီလူငယ်လေးအခုရင်ဆိုင်အမဲ့အခြေအနေကလူငယ်တယောက်ခံနိုင်ရရှိတာထက်ပိုနေတာကိုသူသိနေပါတယ်သူ့လက်ရှိမှာရက်ဆက်တဲ့လန်ခရီးကစောင့်ကြိုနေပြီလို့ဂိုင်းတစ်ပြက်ကရေယူပြီးဒါအလင်းသားနဲ့အတူပြန်ထွက်ခွာသွားပါတော့တယ်ကျင့်ကြံသူတွေမှာလောကီစန္ဒာတွေမရှိသင့်ဘူးမင်းတို့လှုပ်ရှားရှိတာတွေလှုပ်ထားကြနောက်3ရက်နေမှာငါလာခေါ်မယ်ဆိုတဲ့အတန်းကဝေးရာကနေပယ်တင်ထွက်လာပါတယ်ဝန်ဂျိုးရဲ့အဖေကဝမ်းသာအားရပြီးသွားပြီးအေမိုရဲဝေပင်ကမင်းကိုတပြက်အဖြစ်လက်ခံလိုက်သလားလို့မေးပါတယ်ဝန်ဂျိုးကမောင်မာတဲ့ပုံစံနဲ့ဒါပေါ့ဆရာကပြောတယ်နောက်10နှစ်နဲ့ငါကဟန်ရွက်ကိုင်းတပြက်ရည်ရဲ့ခေါင်းဆောင်ဖြစ်သွားမယ်တဲ့ဝန်ဂျိုးရဲ့အဖေကတော့ပျော်လွန်းလို့သူ့သားပခုံးကိုပေါက်ပြီးကောင်းတယ်ဝန်ဂျိုး
မင်းကနဖျားတယောက်ဖြစ်သွားမှာပေါ့ငါတို့ဝမ်မျိုးနွယ်စုမှာနဖျားတယောက်ထွက်ပေါ်လာပြီလို့အားရပါရရီမောပါတယ်ဝမ်ဟောက်ရဲ့အဖေကလည်းစိုးရိမ်ကြီးနဲ့ဝမ်ဟောက်ကိုကြည်နေပါတယ်သူမမေးခင်မှာပဲဝမ်ဟောက်ကတပ်ပြင်းချပြီးအဖေမမေးနဲ့တော့ကျွန်တော်ကဟန်းရွက်ကိုင်းတပြေးတယောက်ဖြစ်နေပါပြီလို့ပြောလိုက်ပါတယ်ဝမ်ဟောက်ကတော့အတိုင်းမသိဝမ်းသာသွားပါတယ်ဒါပေမဲ့ဝမ်ကျိုးကဝမ်ဟောက်ကိုကြည့်ပြီးတက်တရားဦးလေးမှာတားကောင်းတယောက်ရားထားတာပဲသူကဝမ်မျိုးနွယ်စုရဲ့မျက်နှာကိုအတော်လေးဖြတ်အောင်လုပ်ထားတာနဖျားတွေကိုဖားရရက်ပြီးတစိုးလက်တံတွေပေးနိုင်မှာအစေခံအဖြစ်ရွေးချယ်ခံရတာလို့ကဲရလိုက်ပါတယ်ဝမ်ဟောက်ကမျက်မှောင်းကျွတ်ပြီးငါတော့ပြောတယ်ဘာဖြစ်လဲနောင်ကြရီဘယ်သူရဲ့ကြင်ကြံချင်းပြီးနာကပို့တာလဲဆိုတာကြည့်ကြတာပေါ့အဲ့ဒီကြရီဘယ်သူကမျိုးနွယ်စုရဲ့မျက်နှာကိုဖျက်အောင်လုပ်တယ်လဲဆိုတာသိရမှာပေါ့လို့တုံ့ပြန်လိုက်ပါတယ်ချေကျူးရဲ့အဖေကတော့သူ့သားရဲ့စိတ်ပြတ်နေတဲ့မျက်နှာကိုမြဲလိုက်တဲ့အခါတကူလုံးတုံရင်သွားပါတော့တယ်ချေကျူးမင်းကတော့ဘယ်လိုလဲလို့သူ့အမေကမျောလင်းချက်အပြည့်နဲ့မေးပါတော့တယ်